လူတယောက်ကိုအမှုယူဆွဲလန်းနေသည့်စိတ်ကိုဘယ်လိုဖြေဖြောင်းရမလဲအဲ့ဒါကြတော့သူကမေးကြည့်လိုက်ပေါ့ဟာသူ့ကိုသဘောကျတာဘာကိုသဘောကျတာဆံမင်းကိုသဘောကျတာလားမျက်လုံးကိုသဘောကျတာလားတစ်ခုစီခွဲကြည့်လိုက် analyze လုပ်ကြည့်လိုက်နော်တစ်ခုစီဖြုတ်ပေးရင်ယူသွားမလားတစ်ခုစီဖြုတ်ပေးလိုက်မယ်ယူသွားမလားနော်တစ်ခုစီဖြုတ်ကြည့်လိုက်လို့ရှိရင်အဲ့ဒီစိတ်ပျောက်သွားမှာနော်တစ်ခုစီဖြုတ်ကြည့်တစ်ခုစီဖြုတ်ကြည့်လိုက်ဘာသဘောကျနေတာလဲနော်ခန္ဓာကိုယ်ရှိတဲ့အစိတ်ပိုင်းတွေကိုတစ်ခုစီဖြုတ်လိုက်လို့ရှိရင်ပျောက်သွားတင်ညာယဝိပရိယေတာစိတ်တန်တေပရိတ္တရှတိတင်ညာအမှတ်မှားနေလို့ကိုယ်စိတ်ထဲမှာဒီလိုလောဘတွေရာဂတွေဖြစ်တာအမှတ်မှားနေတာကိုမှန်အောင်ကြည့်လိုက်အမှန်ကြည့်လိုက်အမှန်မြင်အောင်ကြိုးစားကြည့်လိုက်အဲ့ဒါဆိုလို့ရှိရင်လွတ်သွားမှာပါနော်